နေ့အလုံးမှာခွေယူထားရင်းနဲ့အိမ်မှာတငယ်ချင်းတွေလည်းလာမယ်ဆိုလို့မာလာမော့ချိုင်လေးလုပ်စားဖြစ်ပါတယ်ဒါကတော့ ingredients လေးတွေပြင်ဆင်ထားတာပေါ့နော်ရှိသားလေးပါပဲအသားလုံးလေးတွေမဲသားပြီးတော့ထမင်းလေးတည်ထားပါတယ်မရှိမဖြစ်ပေါ့နော်အရင်ဆုံးတော့မာလာနှစ်တုံးလေးရောအောက်ကစီလေးတွေနည်းနည်းလှိချပြီးတော့ပေါ့နော်မပူအောင်လုပ်ပါတယ်အမှပြီးသွားလို့ရှိရင်နည်းနည်းလေးအသားလုံးလေးတွေမထည့်ခင်ပေါ့နော်နည်းနည်းလေးခြေလိုက်တယ်ပြီးတော့အသားလုံးလေးအရင်ထည့်လိုက်တယ်စိတ်မရှိလို့ပါပြီးတော့အဲ့ဒါစက်သားမှုထည့်တယ်စားထည့်တယ်အဲ့ဒါပါပဲရရင်တော့မဟုတ်ပါဘူးပြီးရင် carrots လေးထည့်ပါတယ်ပြီးရင်တရုတ်မုံကြီးမရှိမဖြစ်ပေါ့နော်ဒီမှာဈေးသက်သာတာဆိုလို့တရုတ်မုံကြီးပဲရှိတော့တရုတ်မုံကြီးပဲထည့်ပါတယ်တခြားဟာတွေကဈေးကြီးလို့မစားပါဘူးပြီးတော့လို့ရှိရင်ရေထည့်တယ်စူအောင်ပြုတ်တယ်ပြီးရင်အပေါ်ပိုင်းတရုတ်မုံကြီးအပေါ်ပိုင်းအရွက်လေးတွေကိုပေါ့နော်ရေစူတဲ့အခါမှာထည့်တယ်ပြီးရင်မဲသားလွှာလေးထည့်တယ်မဲသားလွှာလေးပါထည့်တယ်အဲ့လိုမျိုးအသားစားတဲ့ဝါမို့လို့ပါပြီးတော့လို့ရှိရင်ပုံမှာပေါ့နော်ကျန်တဲ့အသားလွှာတော့ရွက်တော့အဲ့လိုမျိုးထည့်ပါတယ်ပြီးတော့ပေါ့နော်ဒီအသားလေးတွေရွက်လေးတွေနည်းဖိပြီးတော့ထပ်ပြီးတော့အုပ်ပြီးတော့အသားလေးနည်းနည်းရပြီးတော့ခဏချောင်းလေးလေးချောင်းလောက်ရထည့်လိုက်ပါတယ်ခုကတော့စူပါပြီစူပြီးကြက်ပြီးစောစားလို့ရပါပြီတကယ်ချင်းနေနဲ့စားမှဖြစ်တဲ့အတွက်ကြောင့်လို့ထမင်းကတော့ကွက်နဲ့ကိုတပုံလေးရိုက်ထားတယ်ပေါ့နော်ခုတော့စားလိုက်ပါအောင်မယ်တတနောက်မှတွေ့ပါမယ်